Good morning ပါဒါကျွန်တော်တို့ကယ်လီဖိုးနီးယားတောင်ပိုင်းကယ်လီဖိုးနီးယားရဲ့မနေ့တိုင်းကြုံရတဲ့တွေ့ကြုံပါတော့ဒီနေ့လာနေဆိုရင်ဒီလိုပဲကားပို့ချက်တယ်အင်္ဂါနေ့ဆိုရင်တော့ချောင်းမလားလို့မပြောနဲ့ချက်တာပါပဲတစ်ပတ်ခုနှစ်ရက်အလုံးချက်တယ်စီကန်းရှိတာတခုပဲပြောချင်တော့ပါဘယ်တော့ပဲကချက်ချက်ဘယ်ကြော်ညာကြော်တောင်ကျော်မြောက်ကျော်မရှိဘူးကျွန်တော်တို့အဆင်ပြေတယ်လို့ပဲနောက်ကလိုက်သွားတာလေရုံနောက်ကျဆိုတာလည်းမရှိဘူးဘာလို့ဆိုတော့ကိုသွားတဲ့ခီးကနိုင်ဝက်ခီးကိုတနားကြီးကြာမယ်ဆိုရင်ကိုကအရင်ကတနားကြီးစောထွက်ရုံပဲလေတဲ့မလားဒါကြောင့်ဒီမှာဘယ်သူမှ excuse မလုပ်ဘူးကပိတ်လို့ပါဆိုတာ excuse မရှိဘူးเนาะဒါလေးကိုသိထားဖို့ကျွန်တော်မြန်မာနိုင်ငံတကယ်ရေးတွေပြောပြတာပါနော်ဒီကိုတွေနော်လုံနေတဲ့လူတွေအလုပ်ရှင်တွေဒီမှာအလုပ်ရှင်နဲ့အလုပ်သမားတွေအတူတူပဲဘယ်သူမှတော့မကြောက်ရုံးလာတယ်လေဆိုတော့အဲ့ဒါလေးပါပဲနော်ကြည့်ရများကယ်လီဖိုးနီးယားတောင်ပိုင်းLAကိုရောက်လို့ရှိရင်လိုအပ်တဲ့ရှိလဲပြောပါနော်အခုညီလိုလဲပြောနော်ကျွန်တော်ကအလုံးမရှိလျှောက်သွားနေတယ်လေဆိုတော့အခုညီဖို့အဆင်သင့်ပဲ by the wayဒီမှာလဲ gas ကရှိကြတော့ဖြစ်နေပြီလေနော်ဒါမှမဟုတ်ကျွန်တော်ကတော့ဒီနေ့ AR EV နဲ့ပဲပြန်ထွက်လာတယ် Okay bye bye